ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်အနေနဲ့ဒီဗီဒီယိုလိုလေးမှာရှေ့ပညာရှင်တွေတင်ကြားပေးခဲ့ကြတဲ့ရေရရာပညာတွေရဲ့အုပ်စု9မျိုးကိုတအုပ်စုချင်းကြောင်းကျွန်တော်ရှင်းပြပေးပါမယ်ဒါကတော့ကျွန်တော်ဗီဒီယိုလေးရဲ့ပထမဦးဆုံးအပိုင်း1ကဏ္ဍဖြစ်ပါတယ်အဲ့တော့မနေ့တော့ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ပေးစာကျွေးတဲ့ရေရရာအကြောင်းကိုကျွန်တော်ရေးသားတင်ပြပေးခဲ့ပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်ကတခြားငှက်စာကျွေးတဲ့အကြောင်းအမျိုးမျိုးကိုကျွန်တော်ရှင်းပြပေးဖို့ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒါကိုရေးမတင်သေးခင်မှာကျွန်တော်တို့ဒီရေရရာပညာရဲ့အကြောင်းကိုနားလည်မှုလွယ်မနေကြတာဒီတခါရေရရာဆိုတဲ့အမည်နာမည်ခေါင်းစဉ်တက်ပြီးတော့ဒါအလွဲသုံးစားလုပ်နေကြတာဒီဟာလာငွေကြေးကိုမမှန်မကန်ရယူနေကြတာတွေတခါရေရရာဆိုလို့ရှိရင်အားလုံးလွတ်လို့ရမှာပဲထင်ပြီးတော့ဘေးရင်ဆရာကူတကိုးရှင်ထင်ပြီးတော့ဟလာဘေးရင်ဆရာပြောသမျှယုံပြီးလက်ရလိုက်လို့ကြတဲ့လူတွေအနေနဲ့လည်းသိသိသိတိုက်တာတွေရှိတဲ့အတွက်ကျွန်တော်တို့ဒီဟာကိုအမှားကိုလက်ဆင့်ကမ်းနေကြတာတွေသူများကိုလမ်းပြရင်းနဲ့မိမိကိုယ်တိုင်ကိုလမ်းပြသူတွေရောလမ်းလျှောက်လူတွေပါဒုက္ခရောက်နေကြတဲ့အတွက်ပို့ပြီးတော့ကြည်ကြည်ပြည့်ပြည့်နားလေကြဖို့လိုအပ်မယ်လို့ကျွန်တော်ထင်တဲ့အတွေ့အကြုံလို့ကျွန်တော်ဒီဗီဒီယိုလေးနဲ့ဒီစာလေးတွေကိုကျွန်တော်ရေးသားတင်ပြပေးရခြင်းဖြစ်ပါတယ်ကျွန်တော်တို့မြန်မာမှာရေရရာလို့ခေါ်တဲ့လားမိမိတို့ရဲ့ကံဆိုးမှုတွေပပျောက်ကံကောင်းခြင်းတွေရောက်လာအောင်လှုပ်ဆောင်တဲ့လှုပ်ဆောင်ခြင်းကိုဝေဒပညာမှာဥပါယလို့ခေါ်ပါတယ်ဝေဒပညာနဲ့ပြုဆောင်တဲ့ပညာကံဖြစ်လို့ရှိရင်ဂျောတိဥပါတနည်းအားဖြင့်ဇောတိတဥပါယလို့ခေါ်ပါတယ်။ဘာပဲပြောပြောကျွန်တော်တို့ဥပါယပဲပြောပြောယတရာပဲပြောပြောအဲ့ဒီပညာမှာရှေးဆရာယတိတွေကနေပြီးတော့အုပ်စု9မျိုးခွဲခြားပြီးတော့တပည့်တွေကိုပညာသင်ပေးတဲ့အခါမှာတာမန်တပည့်ကနေပြီးတော့အလွန်ယုံကြည်ရတဲ့တပည့်ရင်းထိတပည့်ကြီးရဲ့ပညာလေ့လာလိုက်စားနိုင်မှုစေရိုက်စိတ်သက်သူတို့ရဲ့ကျင့်ကြံမှုတွေအရာအမှားပြုတော်မှအပြည့်မဖြစ်နိုင်တဲ့ရေရာကနေအမှားခံလို့မရ sensitive ဖြစ်တဲ့ powerful ဖြစ်တဲ့ရေရာအတွေ့အထိကိုအစဉ်စဉ် level တွေခွဲပြီးတော့ပညာပေးခဲ့ကြပါတယ်။ဒါကြောင့်မလို့ဒီပညာကံ9မျိုးအကြောင်းကိုကျွန်တော်ရှင်းပြပေးပါမယ်။အဲ့တော့ဒီနောက်ပိုင်းမှာတော့ကျွန်တော်ကရေရာဆိုတဲ့ဘဝရအစားမူရင်းမျက်စိမဒေတာပညာရှင်တွေသုံးခဲ့ကြတယ်ဥပါယဆိုတာကိုပဲကျွန်တော်အသုံးပြုရေးသားပေးပါမယ်အသုံးပြုပြောဆိုပါမယ်အဲ့တော့ပထမအဦးဆုံးအုပ်စုဒီပထမဆုံးအုပ်စုကဆိုတကယ်တမ်းကဒါကကမ္မလို့ခေါ်တဲ့မိမိရဲ့လှုပ်ဆောင်မှုချိန်မှလှုပ်ဆောင်မှုဆိုတာမိမိရဲ့ conscious နေပါတယ်မိမိရဲ့လေးကတ်တယ်မိမိရဲ့အတိနဲ့လှုပ်ဆောင်မှုဟုတ်လားအဲ့တော့ conscious action ဖြစ်ပါတယ်ပြီးလို့ရှိရင် saver လို့ခေါ်တယ်မိမိရဲ့အလုပ်ကျွေးပြုပေးမှုတာဝန်ဝတ္တရားတွေကိုနားလည်ထားဖို့လိုပါတယ်ဒီနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ပထမဆုံးအုပ်စုကကမ္မယောဂနဲ့ဆက်ဆက်ချင်းရှိပါတယ်ဒီနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီနည်းကကံကံဤအကျိုးကမ္မနဲ့ကမ္မဖလားတို့ကိုတိုက်ရိုက်ချင်းကပ်တာဖြစ်ပြီးတော့မိမိရဲ့ကံကြမ္မာကိုတိုက်ရိုက်ပြောင်းလဲစေတဲ့နည်းဖြစ်ပါတယ်အဲ့တော့သူ့ကိုတက္ကရာဘာသာနဲ့ဆိုလို့ရှိရင်ကမ္မပရတ္ထာနာဥပါယဟလို့ခေါ်ပါတယ်နောက်တနည်းအားဖြင့်တော့ပြောမယ်ဆိုလို့ရှိရင်ကမ္မစေဝအာထာရိတဥပါယဟလို့လည်းခေါ်ပါတယ်အဲ့တော့ပညာကဲစကားတွေဖြစ်တဲ့အကြောင်းမလို့ဖတ်ရတာခက်နေလို့ရှိရင်လည်းကျွန်တော်ကိုဖွင့်လို့ပြကြပါအဲ့တော့မနေ့တုန်းကကျွန်တော်တင်ပြပေးခဲ့တဲ့ဝိဇာကျွေးရေရာဆိုတာကစနေကျိုးရာဟုကျိုး8တန်12တန်ဒီကနေရောက်လာတဲ့မကောင်းတဲ့အတိတ်ကကမ္မဖလားတွေအတွက်ပြစ္ဆုတ်ကံမှာကောင်းတဲ့ကံမတွေပြုခြင်းအဖြစ်ကျွန်တော်တို့ကံတရားကိုတိုက်ရိုက်စေးသွင်းပြီးတော့ကုသပေးတာဖြစ်ပါတယ်ဒါကကျွန်တော်တို့
ဒါဒီဥမာကျွန်တော်တို့ပြောလိုက်တာပေါ့နော်နောက်တစ်ခါဒီကမ္မဥပ္ပစမှာဘာတွေထပ်ပါသေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ငှက်ကလေးတွေကိုအစာကျွေးတယ်ဆိုတဲ့ကိစ္စဒါပေမဲ့ခွေးတွေကိုအစာကျွေးတယ်ဆိုတဲ့ကိစ္စနဲ့ငှက်တွေကိုအစာကျွေးတယ်ဆိုတဲ့ကိစ္စမှာကွဲပြားခြင်းနောက်ွယ်အဓိပ္ပာယ်တွေကွဲပြားခြင်းတွေရှိပါတယ်ဒါကကျွန်တော်တက်တက်ငှက်တွေအစာကျွေးတာကိုကျွန်တော်သီးသန့်တက်တက်ရှင်းပြပေးမှာဖြစ်ပါမယ်ငှက်တွေကိုအစာကျွေးတဲ့နေရာမှာမိဘဘိုးဘွားပိတရိနဲ့သက်ဆိုင်တဲ့ကံတွေကိဂျုံနဲ့ပတ်သက်တာတွေကိုကံစေကုပေးတာဖြစ်ပါတယ်ဒီလိုပဲတခြားသောတိရစ္ဆာန်တွေကိုအစာကျွေးခြင်းနေမှာလဲသူ့နောက်ွယ်မှာ meanings တွေပေါ့ psychological meaning ဟာလား historic meaning spiritual meanings စသဖြင့်ကျွန်တော်တို့ divine meanings တွေအမျိုးစုံရှိပါတယ်နောက်တစ်ခုကကျွန်တော်တို့ဟာလားမကြမ်းမာတဲ့လူတွေကိုကြမ်းမာအောင်ပြုစုပေးတာဒုက္ခရောက်နေတဲ့လူတွေကိုကုညီစောင့်ရှောက်ပေးတာတွေကလေမိမိရဲ့ဇာတာမှာရှိတဲ့အတန့်ဆိုးဘာဝဆိုးတွေကနေပြီးတော့ကံကြွေးတွေအတွက်အကျွေးဆက်ဥဒါချင်းဖြစ်တယ်လို့ကျွန်တော်တို့အများနဲ့သက်ဆိုင်တဲ့လမ်းဒီပေါ်မှာတန်ရှင်းပေးတာအများပိုင်းယူရင်းရေကန်တူးပေးအများစားသုံးမှုတဲ့တီးပင်စားပင်စိုက်ပျိုးခြင်းစားတာတွေကလည်းဒီပထမဦးဆုံးကမ္မနဲ့ပတ်သက်တဲ့ဟလားယတရားကမ္မနဲ့ပတ်သက်တဲ့ဥပါယမှာကျွန်တော်တို့ပါဝင်ပါတယ်အမင်းသားဆုံးဥပမာတစ်ခုကိုကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားလက်ထက်တုန်းကမိမိတည်ဆုံးမှာကိုဗေဒင်တွက်ချက်ခဲ့တဲ့ဘုံသားကြီးဟာမြတ်စွာဘုရားစီလာပြီးအတည်ပြုတဲ့အခါမြတ်စွာဘုရားကတင်သေးပြီးရင်မြောက်ဖြစ်မယ်လို့ဆိုတဲ့အတွက်သူမြောက်ဖြစ်ရင်နေဖို့ဇရက်စားဖို့တပင်ပြီးစိုက်ခဲ့ရာကနေပြီးတော့တတ်မဲ့တဲ့ရက်ရောက်ပြီးသူမတည်ဆုံးမဲ့နဲ့ဒီချင်းတရားကိုလွန်ဆန်ခဲ့နိုင်တဲ့ဘုံသားကြီးလုပ်ခဲ့တာကဒီယရယာအမျိုးအစားဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကြံတဲ့ယရယာအမျိုးအစားလေးတွေကိုလည်းရှေ့ဆက်ပြီးတော့ကျွန်တော်တို့တစ်ခုချင်းကျွန်တော်ရှင်းပြကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးမတော်မိတ်ဆွေများကျမ်းပါကျမ်းသာကြပါစေလောကစမစတ္တာစုခိနောဘဝတုလောက၌မိမိနှင့်အထူးတကွတည်ရှိနေကြသောတတ္တဝါအပေါင်းအားလုံးတို့ချမ်းသာခြင်းဖြစ်ကြပါစေ